Casio ရဲ့ AE series ဟာတတ်တာတဲ့ဈေးနှုန်းခိုင်ခန့်တဲ့တိစောက်မှုနဲ့လှုပ်ဆောင်ချက်စုံလင်မှုတွေကြောင့်နိုင်ရှိသူတွေကြားထဲမှာအမြဲတမ်းရေပန်းစားနေတဲ့ series တစ်ခုဖြစ်ပါတယ်။အဲ့ဒီထဲမှာအကြမ်းခံပုံစံနဲ့လှုပ်ဆောင်ချက်ချင်းစင်တူလာတဲ့ Casio AE 1500နဲ့ Casio AE 1600နိုင်နှလုံးဟာဘတ်ဂျက်သမားတွေအတွက်အမြဲတမ်းဗျာများနေရတဲ့ရွေးချယ်မှုဖြစ်နေပါတယ်။ဒီဆောင်းပါးမှာတော့ဒီနိုင်နှလုံးရဲ့ဒီဇိုင်းတိစောက်ပုံလှုပ်ဆောင်ချက်ကွာခြားချက်တွေနဲ့လက်ရှိအချိန်မှာဘယ်တစ်လုံးကပိုပြီးလူကြိုက်များနေလဲဆိုတာကိုအသေးစိတ်နှိုင်းရှင်တင်ပြပေးတော့ပါမယ်။ဆောင်းပါးအဆုံးသတ်မှာဘယ်နာရီကလူကြိုက်အများဆုံးဖြစ်တယ်ဆိုတာနဲ့သင်လက်ကောက်ဝဲအရွယ်အစားပေါ်မူတည်ပြီးဘယ်မျိုးစားကိုရွေးချယ်တင်လဲဆိုတာသင်ကိုယ်တိုင်တွေ့ရပါလိမ့်မယ်။ဒီနိုင်နှလုံးစလုံးဟာအပြင်မှကြည့်လိုက်ရင်ဒီဇိုင်းပိုင်းထူးထူးခြားခြားကွဲပြားနေတာကိုတွေ့ရပါလိမ့်မယ်။ AE 1500ကစက်ဝိုင်းပုံစံဖြစ်ပါတယ်။ကိုဒေပတ်ပတ်လည်မှာထူထဲတဲ့ဖောင်းကြွလိုင်းတွေပါဝင်ပြီးကိုဒေအယောင်အတိုင်းပြုလုပ်ထားတဲ့ကြက်ရှည်ကဝက်ဥတုလေးတွေကြောင့်လည်းပိုပြီးတောင့်တင်းခိုင်မာတဲ့နိုင်ပုံစံမျိုးပေါက်နေပါတယ်။ကိုဒေအကျယ်က52 mm ရှိပါတယ်။ AE 1600ကတော့အနားရှိဘက်ပါတောင်ကျိုးပုံစံဒီဇိုင်းဖြစ်ပါတယ်။အမတ်တမဲ့ကြည့်လိုက်ရင်တော့4000ဆန်လို့ကြီးချော့နိုင်တွေရဲ့အငွေ့အသက်ကိုရရှိစေမှာဖြစ်ပါတယ်။သူ့မှာလည်းဝက်ဥတုလေးတွေပါဝင်နေတာတွေ့ရမှာပါ။ကိုဒေအကျယ်က50 mm ရှိပြီး AE 1500ထက်နည်းနည်းပိုသေးပါတယ်။အထူ16 mm ရှိတာကြတော့နှလုံးစလုံးပြမ်းပြတူညီကြပါတယ်။ဒါဆို base quality ကိုစက်ကြည့်ကြည့်အောင်ပါ။ပေးရတဲ့ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင်နိုင်နှလုံးစလုံးရဲ့ကုန်ကျန်းပိုင်းနဲ့အရေးအသေးကတော့တကယ်ကိုကျေနပ်စရာကောင်းလာပါတယ်။ဘာလို့လဲဆိုတာရှင်းပြပါမယ်။နိုင်နှလုံးစလုံးရဲ့ကိုယ်တယ်ရောကျိုးပါအရေးသွေးတူ reason ကုန်ကျန်းနဲ့ပြုလုပ်ထားပါတယ်။ကျိုးဒီဇိုင်းတွေကလည်းအခြေခံအားဖြင့်တူညီကြပါတယ်။အပေါ်ကျိုး89 mm အောက်ကျိုး124 mm အသီးသီးရှိကြလို့လက်ကောက်ဝိအရွယ်အစားမရွေးဝစ်စင်နိုင်အောင်လုပ်ထားပါတယ်။ကျိုးရဲ့အပြင်ဘက်ကိုချောမွေးတဲ့ setting ပုံစံနဲ့ပြုလုပ်ထားပါတယ်။အတွင်းဘက်မှာတော့ရှော့မထွက်စေဖို့အဖုထစ်လေးတွေပါတာကြောင့်ပတ်ရတာအဆင်ပြေပါတယ်။နောက်ပြီးနှလုံးစလုံးရဲ့ LCD screen ကိုကာကွယ်ဖို့ acrylic မှန်သားကိုတုံးထားပါတယ်။ဒါဟာပေါ်ပါပြီးအကျန်းခံပြီးမဲ့ manual ဖန်သားတွေလောက်တော့800တန်ကိုမခံနိုင်တာကြောင့်တတိထားပတ်တင်ပါတယ်။ဒါပေမဲ့ body ပတ်ပတ်လည်းကာကွယ်ပေးထားတဲ့ reason ဒုတွေကြောင့်မှန်ပြင်ပေါ်တစ်စုံတစ်ခုတက်ရောက်ဖို့လည်းမှာတော့မဟုတ်ပါဘူး။နိုင်ကျိုးထိန်းတဲ့ပင်တဲ့ဘက်ကဲကိုပလတ်စတစ်နဲ့ပြုလုပ်ထားပါတယ်။ဒါပေမဲ့အနည်းဆုံး9နှစ်တော့အသာလေးခံနိုင်ပါတယ်။ဘေးကခလုတ်တွေကတော့ပြောင်းလဲနေတဲ့တက်ထုခလုတ်လေးတွေဖြစ်ပါတယ်။ဒါဆိုနိုင်တစ်လုံးစီရဲ့လှုပ်ဆောင်ချက်နဲ့နည်းပညာပိုင်းကိုတွားရအောင်ပါ။အတွင်းပိုင်းစွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင်ဒီနိုင်နှလုံးဟာအတူတူပဲလို့ပြောလို့ရပါတယ်။စက်ပိုင်းဆိုင်ရာမော်ဂျူးချင်းတူတဲ့အတွက်အောက်ပါလှုပ်ဆောင်ချက်တွေကိုအတူတူလုံနိုင်မှာဖြစ်ပါတယ်။ဘက်ထရီသက်တမ်းအတူတူ100 mm ရေဆိုခံနိုင်မှုလည်းအတူတူလိမ်မော်ရောင် LED backlight အတူတူအလန်းစနစ်5မျိုးလည်းအတူတူဖြစ်ပါတယ်။ countdown တိုင်မှာ stopwatch jewel time တွေပါဝင်မှာဖြစ်ပြီး2069ခုနှစ်အထိအလိုလျောက်အလုပ်လုပ်မဲ့ပြက်ကလေးလည်းပါဝင်ပါတယ်။မတူတဲ့အချက်တချို့လည်းရှိပါတယ်။လူပြောများတဲ့အချက်တစ်ခုကတော့ဈေးနှုန်းပိုတဲ့ AE 1600ရဲ့ဘေးတစ်စောင်းအမြင်ပဲဖြစ်ပါတယ်။ AE 1500က screen ပိုကြီးလို့ကဏ္ဍတွေကိုဖတ်ရလွယ်ကူသလိုဘယ်နေရာကပဲကြည့်ကြည့် screen မှိန်သွားခြင်းမျိုးမရှိပါဘူး။ AE 1600ကတော့ကဏ္ဍတွေအနှဲငယ်သေးငယ်ပြီးနိုင်ကိုတက်တဲ့မကြည့်ပဲဘေးတစ်စောင်းကြည့်တဲ့အခါ screen အနှဲငယ်မှိန်သွားတတ်တဲ့အားနည်းချက်လည်းရှိပါတယ်။ဒါပေမဲ့ AE 1600ရဲ့ light button ကနိုင်ရဲ့အောက်ခြေအရှိတ်ဘက်တက်တဲ့မှာရှိလို့အထာကျကျနှိပ်ရတဲ့ခံစားချက်ကိုရမှာပါ။ဒါပေမဲ့တယောက်နဲ့တယောက်အကြိုက်တော့တူမှာမဟုတ်ပါဘူး။ဒါဆိုဝစ်စင်ရတဲ့တက်တောင့်တက်တာရှိမှုကိုစက်ကြည့်အောင်ပါ။နိုင်နှလုံးစလုံးဟာအရွယ်အစားကြီးမားတဲ့နိုင်အုပ်စုဝင်တွေဖြစ်ကြပါတယ်။ဒါကြောင့်လက်ကောက်ဝိအနှဲငယ်သေးသူတွေဥပမာ6လမခွဲဝင်းကျင်ရှိသူတွေအနေနဲ့ပတ်ထားတဲ့အခါနိုင်ကလက်ပေါ်မှာတကယ်ကိုထီထီကြီးပေါ်လည်နေမှာဖြစ်ပါတယ်။လှုပ်ရှားမှုတွေကိုအနှဲငယ်အနှောက်အယှက်ဖြစ်စေနိုင်ပြီးလက်ရှိအင်ဂျီတွေကောက်အင်ဂျီတွေဝစ်တဲ့အခါလက်ကောက်ဝင်းနားမှာညှိနေရမျိုးဖြစ်တတ်ပါတယ်။ကိုယ်တဲ့အကျယ်50 mm သာရှိတဲ့ AE 1600က AE 1500ထက်စာရင်လက်ပေါ်မှာအနှဲငယ်ပိုပြီးကြိတ်လက်တဲ့အတွက်ဝစ်စင်ရတာတရှိတယ်လို့ခန်းစားရမှာပါ။ဒါဆိုဈေးနှုန်းတွေကြည့်အောင်ပါ။ဘတ်ဂျက်နိုင်တွေဖြစ်တဲ့အတိုင်းဈေးနှုန်းကတော့အများကြီးကွာရှားမှုမရှိပါဘူး။ online ပေါ်ကအပြောင်းလဲရှိနိုင်တဲ့ဈေးနှုန်းတွေအရတော့ AE 1500ကမြန်မာငွေ3သိန်းခွဲဝန်းကျင်ဘတ်1000ဝန်းကျင်ဖြစ်ပြီး AE 1600ကတော့မြန်မာငွေ2သိန်းဘတ်1200ဝန်းကျင်ရှိနိုင်ပါတယ်။ဒါဆိုလက်ရှိလူကြိုက်အများဆုံးအမျိုးအစားကဘယ်အမျိုးအစားဖြစ်မလဲ။လက်ရှိကမ္ဘာဈေးကွက်နဲ့နိုင်ရှိသူတွေကြားမှာတော့ Casio AE 1500ကလူကြိုက်ပိုများပြီးအယောင်ရဆုံးရေပန်းအစားဆုံးအမျိုးအစားဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဒိုင်ကွက်ဘော်က digital ကဏ္ဍတွေကတကယ့်ကိုကြီးမားပြတ်သားတဲ့အတွက်အသက်ကြီးသူတွေကအစားအားကစားသမားတွေအစုံအမြင်အာရုံအတွက်အဆင်ပြေဆုံးဖြစ်နေလို့ပါ။နောက်ပြီးလှုပ်ဆောင်ချက်အတူတူကမှဈေးနှုန်းကလည်းပိုပြီးသက်သာနေတာကလည်းလူကြိုက်များစေပါတယ်
ကာဂီရောင်စစ်စိမ်းရောင်အနက်ရောင်စတဲ့ကိုတဲ့အယောင်မျိုးစုံအပြင်မကြသေးခင်ကမှ LCD နောက်ခံအယောင်အသစ်တွေကိုပါထပ်တိုးထုတ်လုပ်ထားလို့လူဒန်းစားအားလုံးအတွက်ရွေးချယ်စရာပိုများနေလို့လည်းဖြစ်ပါတယ်တကယ်လို့သင်က G-Shock တွေလိုမျိုးတောင်ကျိုးဒီဇိုင်းကိုသဘောကျပြီးလက်ပေါ်မှာကြစ်ကြစ်လေးလေးနဲ့ပတ်ထားခြင်းနဲ့ဆိုရင်တော့ AE 1600ကသင်အတွက်ဖြစ်မှာပါဒါပေမဲ့သင်ကဈေးနှုန်းတသက်နဲ့အရှိန်ကိုစက္ကန့်ပိုင်းအတွင်းအလွယ်တကူထင်ထင်ရှားရှားမြင်ခြင်းနဲ့စဝိုင်းပုံစံဒီဇိုင်းကိုမှပိုသဘောကျတယ်ဆိုရင်တော့လက်ရှိလူကြိုက်အများဆုံးဖြစ်နေတဲ့ AE 1500ကိုသာတန်တရားမရှိရွေးချယ်လိုက်ဖို့အကြံပြုပြရစီဘယ်တစ်လုံးကိုပဲရွေးကက်စီယိုရဲ့စံချိန်စံညွှန်းအတိုင်းရေရှည်အကြမ်းခံမှာကတော့အသေးချာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးတဲ့မိတ်ဆွေများအားလုံးပေါ်ပါထိရောက်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုဒီမှာပြန်ဆုံတွေ့ကြပါမယ်ခင်ဗျာ